cotton puff လေးတွေမနိုင်မနှင်းမှာနော် cotton puff ချစ်သူတွေ cotton puff ချစ်တဲ့မမတွေ cotton puff မှကြိုက်တယ် cotton puff ပဲယူမယ်ပြီးရင် size ကြီးပေါ့နော်ပေါင်း200ဝန်းကျင်ရှိရယ်180 190 200ပြီးရင်230 240 250တွေcotton puff လေးကိုကြိုက်တယ်ရှာနေတယ်အပွားကတင်လေးလိုချင်တယ်တင်ဆိုလို့ရှင်လဲ60အထက်လိုချင်တယ်ဆိုတဲ့မမတွေဒီဇိုင်းလေးဆိုလို့ရှင်လဲဒီဇိုင်းဆက်ဆက်လေးနဲ့မိမဆက်ဆက်လေးလိုချင်တယ်ဆိုတဲ့မမတွေတမီးခဏလာပါဒီ cotton puff လေးကိုရအောင်ယူပါတမီးလိုမျိုးလေးကိုင်ပြကြလို့ဒီ cotton puff လေးတွေကိုရအောင်ယူပါဒီဇိုင်းလေးတွေကလည်းအရန်ဆက်နေအစင်လေးတွေကလည်းအရန်လှတယ်ဒီတစ်ခေါက်ကုန်ရင်တော့ပြန်ဝင်ဖို့ကြပါအောင်မယ်အခုဆိုလို့ရှိရင်လမ်းကြောင်းအခြေအနေအရာ cotton puff တွေကလောလောဆယ်မှာအရန်ကိုပေါ့နော်တစ်ခေါက်နဲ့ဝင်ဖို့ကလည်းအရန်ကိုကြက်ကြတယ်ကြားတယ်တလုံးမှလည်းပဲပြန်ဝင်ဖို့ပြန်ထုတ်ဖို့ဆိုတာမရှိသေးပါဘူးပြီးတော့ဒါလေးတွေကိုသူတို့ကပေါင်80ကနေပြီးတော့260ဝတ်ဖို့အထိထုတ်ထားပေမဲ့အသေးလေးတွေကကုန်သွားပြီအဲ့တော့ size ကြီးမမတွေပေါ့နော် plus size မမတွေ180ကနေ260အတွင်းပေါင်180ကနေ260အတွင်းမှာ size ကြီး cotton puff လှလှလေးတွေရှာနေတယ်တင်ဆိုလို့ရှင်လဲတင်60တင်66ကိုလိုချင်တယ်ဆိုလို့ရှင်တော့ဒါလေးတွေကိုရအောင်ယူပါဒါလေးဆိုလို့ရှိရင်အရန်လာတယ်ဆိုဒီမှာထုတ်ပေးထားတဲ့ပုံလေးကဒီမှာလေဘေးမှာကျတော့ collar လေးနဲ့သမီးခဏလေးနော်တတီလိုလေးပါနော်ဒါကအင်ဂျီပါရှင်ဒါကအင်ဂျီရဲ့ size လေးပါရှင်ဒါကြတော့80 size ရဲ့80 size ပါနော်80ရဲ့အင်ဂျီ size လေးပါရင်က52လက်မပါရှင်ဒါကတော့80ရဲ့ဘောင်းမီပါတင်60ပါရှင်80ရဲ့ဘောင်းမီကတင်60 80ရဲ့အင်ဂျီကရင်52လက်မပါရှင်ဒါကတော့80ရဲ့ဘောင်းမီပါရှင်ပြီးလို့ရှိရင်အစင်လေးတွေကဒီမှာပါဒါလေးဆိုလို့ရှိရင်လည်းအရင်ချစ်စရာကောင်းတယ်ဒီမှာဇာလေးနဲ့အရန်ကိုလှတယ်ဒါ280လားမသိနော်280လေးလည်းချက်ပြအောင်မယ်ဒါလေးဆိုလို့ရှိရင်လည်းဒီမှာအရန်လှတယ်သူကလေကာလာလိုက်လေးက2ရောင်ပဲထုတ်ပေးထားတယ် cream color လေးရဲ့အဖြူလေးရဲ့ဒီလိုမျိုးလေးပေါ့နော်အဲ့ဒါအောင်မှဒါလေးဆိုဖဲ့ပြားလေးနဲ့ဒါလေးဆိုရင်အပြာပန်းဖွက်လေးနဲ့အရန်ကိုလှတယ်ဒါဆိုလို့ရှိရင်280ရဲ့အင်ဂျီပါရှင်ရင် size က56လက်မပါနော်ဒါ280ရဲ့အင်ဂျီ size ပါရှင်ဒါက280ရဲ့ဘောင်းမီ size ပါရှင်တင် size 66ပါရှင်တင်66ပါရှင်ပွားတဲ့ဘလုံးကအပွားကြိုက်တယ်ဆိုတဲ့မမတွေပဲယူပေးပါနော်ဒါကတော့ကာလာလိုင်းလေးတွေပါသူကတော့ဖဲပြားကိုမှအဖြူလေးဒါကပန်းပွင့်သေးသေးလေးအပြားလေးကို cream color လေးဒါကတော့အဖြူလေးပါရှင်အထည်လေးတွေကတော့နှစ် size ပဲကျန်มาတော့တဲ့80နဲ့80ပါရှင်အကြိုက်များလို့အကုန်မြင်ပါတယ်ဒီဗီဒီယိုလေးကိုတွေ့တဲ့မမတွေကတော့အရန်ကိုကန်ကောင်းပါတယ် plus size မမတွေပြင်လေးမှာပြီနော် bye bye